မင်္ဂလာပါဒီနေ့တောက်ကြညမှာတော့ကျွန်တော်ကလပ်ပွဲတွေပြန်လည်စတင်ပါပြီတောက်ကြညမှာပွဲကောင်းများစွာရှိတဲ့နေရာနေပြီးတော့စပိန်လာလီဂါပွဲတစ်ပွဲဖြစ်တဲ့အက်စပန်ညိုနဲ့ရဲအိုဘီဒိုပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးခြင်းပါတယ်ခုလက်ရှိအက်စပန်ညိုကအိုဘီဒိုကိုအဝေးကွင်းကနေ level 30ဂိုးပေါင်းသေးနှလုံးသေးဆိုပြီးဖွင့်လှစ်ပေးထားပါတယ်စပိန်လာလီဂါပွဲစဉ်ရှစ်ပွဲကစားပြီးချိန်မှာအက်စပန်ညိုကအခုလက်ရှိအဆင့်9မှာရပ်တည်နေပြီးတော့အိုဘီဒိုကအဆင့်7မှာရှိနေပါတယ်ဒါကြောင့်အဆင့်9မှာရှိနေတဲ့အက်စပန်ညိုကအစစ်စက်ခွန်အိုဘီဒိုဝေးကွင်းမှာ level 30ဆိုတဲ့ဈေးရက်တရက်ပေးတာတို့နဲတယ်လို့ကျွန်တော်ယူဆလို့ရပါတယ်အက်စပန်ညိုကဝေးကွင်းမှာ level 30ပေးတယ်ဆိုရင်အင်ကွင်းမှာဆိုရင်ဈေးတရာကွာခြားချက်နဲ့တွက်တယ်ဆိုရင်ကျွန်တော်1.80ရေအိုဘီဒိုဖွင့်ပေးတဲ့ဈေးတန်းတွေလို့ကျွန်တော်သတ်မှတ်လို့ရပါတယ်ဒါကြောင့်ဒီအင်ကွင်းမှာ1.80ပေးတဲ့ဈေးတန်းဆိုရင်ဒါဒီဈေးကအက်စပန်ညိုနေချင်းအောင်ခေါ်နေတဲ့ဈေးကျွန်တော်ခေါ်ဈေးလို့သတ်မှတ်ထားလို့ရပါတယ်ဒါကြောင့်ဒီဈေးတန်းရအက်စပန်ညိုနေချင်းသွဲကောင်းနေပြီးတော့ဒီ level 30ဆိုတဲ့ဈေးတန်းကလည်းပြော့နေသေးရကြောင်းဒီဈေးတန်းရအက်စပန်ညိုနိုင်ဖို့မလုံလောက်သေးဘူးလို့ကျွန်တော်တို့ယူဆပါတယ်အက်စပန်ညိုကခုလက်ရှိကျွန်တော်တို့ပွဲစဉ်၄ပွဲဆက်နိုင်ပွဲပြောက်ထားလို့ဒီအက်စပန်ညိုပေးတဲ့ဈေးကပြော့နေတယ်လို့ကျွန်တော်သတ်မှတ်ရအောင်လေအက်စပန်ညိုကဒီပွဲစဉ်၈ပွဲကစားပြီးချိန်မှာခုလက်ရှိမှာ2ပွဲသာရှုံးထားပါသေးတယ်ဒီရှုံးထားတဲ့2ပွဲရလည်းရဲမထိတ်ရဘတ်တိတ်ရစတဲ့အသင်းကြီး2သင်းကိုသာရှုံးထားသေးတာကြောင့်အက်စပန်ညိုရဲ့ခြေစွမ်းပိုင်းကနေနေလို့ကျွန်တော်သတ်မှတ်လို့မရပါဘူးဒါကြောင့်ဒီအက်စပန်ညိုနေနဲ့ရဲအိုဗီဒိုလိုဒီဒီယာဒီမှာတက်လာတဲ့အသင်းကို level 30ပဲဖွင့်ပေးတဲ့ဈေးတန်းတွေကအက်စပန်ညိုနေချင်းသွဲကောင်းနေပြီးတော့ဒီဈေးတန်းကအက်စပန်ညိုနိုင်မနိုင်သေးဘူးလို့ကျွန်တော်တို့ယူဆပါတယ်ဒီအက်စပန်ညိုရဲ့အဝေးကွင်းရလက်တွေကိုကြည့်မယ်ဆိုရင်လည်းအက်စပန်ညိုအဝေးကွင်း3ပွဲကစားထားပြီးတော့တပွဲရှုံး2ပွဲတင်နဲ့နိုင်ပွဲမရရှိထားသေးပါဘူးဒါကြောင့်အက်စပန်ညိုရဲ့အဝေးကွင်းခြေသွမ်းပိုင်းလည်းကျွန်တော်တို့တားကြီးရုံစားလို့မရသေးတဲ့အခြေအနေမှာရှိနေပါတယ်ဒါပြင်ကြီးရဲ့အိုဘီဒိုကသူတို့ရဲ့နီးပြဟောင်းကိုထုတ်လိုက်ပြီးတော့ဒီပွဲစဉ်မှာနီးပြတစ်နဲ့ပွဲဥထွက်လာမှာပါဒါကြောင့်အိုဘီဒိုရဲ့နီးပြတစ်နေတဲ့သူ့ရဲ့ပွဲဥထွက်ပွဲစဉ်မှာအင်ကွင်းလည်းဖြစ်နေရကြောင်းအက်စပန်ညိုလိုအသင်းကိုမလျှော့အောင်ကစားထားပြီးတော့ရက်လက်ကောင်းရအောင်ယူထားလိမ့်ဦးမယ်လို့လည်းကျွန်တော်မြင်မိပါတယ်တော့ထိုးသားရဂိုင်တို့ကိုကြည့်မယ်ဆိုရင်လည်းအက်စပန်ညိုမှာ62ရာခိုင်နှုန်းရှိပြီးတော့အိုဘီဒိုမှာ38ရာခိုင်နှုန်းရှိနေပါတယ်ဒီလိုခြေစမ်းသိပ်မကွာတဲ့အသင်းနှစ်သင်းတွေ့နေချိန်မှာတော့အက်စပန်ညိုမှာ62ရာခိုင်နှုန်းထိထိုးသားစောင်းနေရကြောင်းဒီထိုးသားအကြိုက်တွေ့နေတဲ့အက်စပန်ညိုဒီ level 30ဈေးတန်းနဲ့ရတော့ဒီပွဲစဉ်မှာကြီးမအောင်ဘူးလို့ကျွန်တော်တော့မြင်မိပါတယ်အဲကြောင့်ဒီပွဲစဉ်မှာကျွန်တော်နီးပြတဲ့ပွဲဥထွက်လာမဲ့အိုဘီဒိုကအင်ကွင်းမှာရလက်ကောင်းအောင်ယူထားလေဦးမယ်လို့ကျွန်တော်ယူဆမိတာကြောင့်ဒီပွဲစဉ်မှာကျွန်တော်အိုဘီဒိုဘော်ဒီကိုပဲကျွန်တော်ကြိုက်နေတတ်ပါတယ်အိုဘီဒိုနဲ့အက်စပန်ညိုပွဲစဉ်မှာကျွန်တော်အိုဘီဒိုဘော်ဒီတစ်ချောင်းလေးကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်စီမှာမမဝင်ခြင်းတဲ့အကိုတို့အတွက်ကတော့ဒီတစ်ပတ်စမမပကေကျွန်တော်စီမှာဝင်လို့ရပါပြီဒီနေ့တောက်ကြနေရနေပါတောက်ကြစနေတနင်္ဂနွေ3ရက်စာအောင်မှ12000ကျပ်သာကြားတဲ့မှာဖြစ်ပါတယ်ဟုတ်ပါတယ်တောက်ကြစနေတနင်္ဂနွေ3ရက်စာအောင်မှ12000ကျပ်သာကြားတဲ့မှာဖြစ်ပါတယ်ဒီပုံမှန်တဲ့1ရက်စာအတွက်ပဲဝယ်ယူခြင်းတဲ့အကိုတို့ကတော့1ရက်စာအောင်9000ကျပ်နဲ့ကျွန်တော်စီမှာဝယ်ယူလို့ရပါပြီဘယ်မှာဝယ်ယူရမလဲဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့3969880393ညောက်ဆက်သွယ်ပြီးတော့မမပွဲတွေကိုဝယ်ယူလို့ရပါပြီ။ Viber နံပါတ်396988880393ညောက်ဆက်သွယ်ပြီးတော့မမပွဲတွေဝယ်ယူလို့ရပါပြီ။ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုလည်းကျွန်တော်ရဲ့ TikTok bio link မှာတင်ပေးထားပါတယ်။အချိုသာဆုံးဈေးနှုန်းထားနဲ့အမှန်ကန်ဆုံးရွေးချယ်မှုတွေကိုအကူတို့ရရှိမှာဖြစ်ပါတယ်။အဲကြောင့်စိတ်ဝင်စားလို့မမှန်ဝင်ခြင်းတဲ့အကူတို့ကတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မမှန်ဝင်နိုင်ပါပြီဗျာ။ဒါအပြင် online ပေါ်နေပြီးတော့ယုံကြည်စိတ်ချစွာအကောင့်ဖွင့်ကစားခြင်းတဲ့အကူတို့အတွက်ကျွန်တော်ကိုယ်တိုင်ငွေကြေး100ခန့်တို့အာမခံပေးထားတဲ့ agent လေးတွေကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ် Lucky 26ဆိုတဲ့ Fidelomit agent လေးပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ငွေကြေး100ခန့်တို့အာမခံပေးထားတာဖြစ်တာကြောင့်အကူတို့အနေနဲ့ယုံကြည်စိတ်ချစွာနဲ့အကောင့်ဖွင့်ကစားလို့ရပါတယ်ဒါကြောင့်အကောင့်ဖွင့်ကစားခြင်းတဲ့အကူတို့ကတော့ Lucky 26 Fidelomit agent ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့3992653833ကိုဆက်သွယ်ပြီးတော့ယုံကြည်စိတ်ချစွာအကောင့်ဖွင့်ကစားလို့ရပါပြီ။ Viber ဖုန်းနံပါတ်ကိုကျွန်တော်ပြန်ပြောပေးပါမယ်။3992653833ပဲဖြစ်ပါတယ်။အဲတော့ Lucky 26 Fidelomit Agency မှာအကူတို့နဲ့ယုံကြည်စိတ်ချစွာအကောင့်ဖွင့်ကစားလို့ရပါပြီ။အားလုံးပဲအဆင်ပြေအောင်မြင်မှုတွေရရှိကြပါသေးဗျာ။ကျွန်တော်ကတော့ Simply Soccer ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။